ချစ်မစင်ချစ်မစင်များအားလုံးမင်္ဂလာပါလို့ကျွန်တော်နှုတ်ကိုစားတယ်ပါတယ်နော်အခုမှဒီမှာကျွန်တော်လွယ်လွယ်တဲ့ချိန်မှာအဲ့ဒီမှာ channel အသစ်ပဲနော် channel အသစ်ပဲနော်အချက်တူမှယူသွပါနော်အလားအပေးကြပါနော် channel အဟောင်းအားတိုင်းအသစ်ပြောင်းလဲပြီးနော်ဒီမှာနော်သူလည်းမျိုးစေတင်ငယ်ချင်းအားလုံးချယ်ပေးပါအားလုံးခေါ်လေးနေပေးပါနော်တနေ့လမခါစားခင်မှာအားလုံးမင်္ဂလာပါကျွန်တော်နှုတ်စားလိုက်ပါတယ်နော်ကဲတနေ့လေးစလိုက်မယ်နော်တနေ့လေးမှာဆိုရင်ထစ်စီရေးစမယ်နော်ရက်ဆွဲတယ်မရေးတော့ဘူးနော်ရက်ဆွဲရေးတာဆိုရင်လည်းမရတော့ဘူးနော်ရေးလိုက်မယ်ရက်ဆွဲရက်ဆွဲမှာ16ရက်17လ2025နော်ဒီမှာ20ကြီးတွေ့ပါအောင်နော်20ကြီးကျွေးအောင်တော့ခဲတဲ့နေ့လေးစားမယ်နော်ရှာတော့လဲလွတ်တယ်မဟုတ်ဘူးဆိုရင်အများဆုံးလွတ်ရမှာပဲနော်ခဲကျွန်တော်ချက်ပြပြလိုက်မယ်နော်ဒီရှာချင်းနော်ထိစီမှာရေးစားမယ်နော်ထိစီမှာဆိုရင်ဒီနှလုံးပေါင်းချင်းမှာတော့အဲ့ဒီနှလုံးပေါင်းချင်းမှာဆိုတော့ရဖို့အတွက်ဒီမှာ3လုံးပေါင်းချင်းမှာတော့နိထိစီနော်ထိစီနော်ဒီမှာနှလုံးပေါင်းချင်း3လုံးပေါင်းချင်းနိထိစီနှလုံးပေါင်းချင်း3လုံးပေါင်းချင်း3မှာဆိုရင်နိထိစီဆိုရင်ဒီမှာနိထိစီရေးလိုက်မယ်နော်ဒီမှာနိထိစီရေးလိုက်မယ်နော်နိထိစီနော်နှလုံးပေါင်းချင်း3လုံးပေါင်းချင်းဆိုရင်ဒီမှာနိထိစီနော်နောက်ပြီးတော့3လေးနှလုံးပေါင်းချင်းနှလုံးပေါင်းချင်းခုမှဆိုရင်ဒီနှလုံးပေါင်းချင်းမှာကိုစီပြီးသားမဆေးလာမှ3လုံးပေါင်းချင်းမှာခုနှလုံးပေါင်းချင်း3လုံးပေါင်းချင်းဒီစီနှလုံးပေါင်းချင်းခု3လုံးပေါင်းချင်းခုစစ်တစီနော်ဒီမှာရေးလိုက်မယ်နော်စစ်တစီမှာဒီမှာရေးလိုက်မယ်ဒီမှာစစ်တစီနော်နောက်ပြီးတော့စစ်တစီနိထိစီစစ်တစီဒီမှာနှလုံးပေါင်းချင်းမှာ9နှလုံးပေါင်းချင်းမှာ9ဆိုရင်ဒီမှာ4 6 9နှလုံးပေါင်းချင်းမှာ9တစီနော်ဒီမှာ9တစီနောက်ပြီးတော့9တစီရပြီးတော့အဲ့ဒီမှာဆိုရင်နှလုံးပေါင်းချင်းမှာ3အဲ့ဒီနှလုံးပေါင်းချင်းမှာ3ဒီနှလုံးပေါင်းချင်းမှာငါစီပြီးသားမို့ငါစီပြီးသားမို့နှလုံးပေါင်းချင်းမှာ3ရဖို့အတွက်နှလုံးပေါင်းချင်းမှာငါစီပြီးသားမို့ဆီလာမှာ3လုံးပေါင်းချင်းမှာ3နော်နှလုံးပေါင်းချင်း3လုံးပေါင်းချင်းနိထိစီနှလုံးပေါင်းချင်း9 4 5စီ3လုံးပေါင်းချင်းမှာ9စစ်တစီနှလုံးပေါင်းချင်းမှာ3 4 6 9လုံးပေါင်းချင်းမှာ9တစီနှလုံးပေါင်းချင်းမှာ3 6နဲ့9နဲ့ပေါင်း15 5နဲ့စီနဲ့ပေါင်း23ဆိုဒီမှာစစ်တစီနော်နောက်မှဆိုစစ်လို့ပဲကျွန်တော်ပြပေးလိုက်မယ်နော်ဒါထိစီရပြီနော်ထိစီရပြီးတော့နောက်ပြီးမှကျွန်တော်ခလေးထဲမှာကျွန်တော်ရေးလိုက်မယ်နော်ခလေးထဲမှာနော်ခလေးထဲမှာကျွန်တော်ချက်ပြပေးလိုက်မယ်နော်ခလေးထဲမှာဆိုရင်ဟုတ်ပြီဒီနေ့မှရေးလိုက်မယ်နော်इधर खा ले पाली बोला नो
ရေတဲ့ကနာတော့ပြီးနော်ဒါမှနော်ပြီးဆိုရင်ခလေတယ်မှာနလိုပေါ်ချေလေးနလိုပေါ်ချေမှာလေးပါကိုဆိုရင်ဒီမှာလေးကလေးတဲ့နလိုပေါ်ချေမှာ6ပါဝါတီဆိုရင်ဒီမှာ6ကလေးတဲ့ဒီမှာ6ကလေးတဲ့နော်6ကလေးတဲ့ဒီမှာ6ကလေးတဲ့နလိုပေါ်ချေမှာ6နလိုပေါ်ချေမှာ2ပါဝါကိုဆိုရင်ဒီမှာ9ကလေးတဲ့နောက်ပြီးတော့နလိုပေါ်ချေမှာ4ပါဝါကိုဆိုရင်ဒီမှာ4ကလေးတဲ့နော်4ကိုကလေးတဲ့နောက်ပြမှာဆိုရင်4ကိုကလေးတဲ့4ကိုကလေးတဲ့ပြီးတော့4ကိုကလေးပြီးတော့ဒီမှာနောက်ပြမှာဆို3လိုပေါင်းချေနလိုပေါင်းချေ9နဲ့9ပေါင်း14နဲ့6နဲ့ခါ9ဆိုရင်9နောက်ပြ6နောက်ပြစီရတယ်နလိုပေါင်းချေ6နဲ့9နဲ့ပေါင်း17နဲ့2နဲ့ပေါင်း73နဲ့ခါ9ဆိုရင်ဒီမှာ9နောက်ပြနော်ထိစီရလက်တယ်နောက်ပြနော်ဒီမှာနလိုပေါင်းချေ17နဲ့4နဲ့ပေါင်း15 9နဲ့6နဲ့ပေါင်း17နဲ့ခါစီဆိုရင်ဒီမှာစီနောက်ပြကြီးပါတယ်နော်စီနောက်ပြကြီးပြီးတော့နလိုပေါ်ချေ6နဲ့9 6နဲ့9နဲ့ပေါ်15 9နဲ့စီနဲ့ပေါ်73နဲ့ခါ9နော်ကဲရေးပြလိုက်မယ်နော်ဒီမှာနော်ရေးပြီးမှပြရွေးထုတ်လိုက်မယ်နော်တွဲလိုက်မယ်နော်တွဲလိုက်မယ်ဆိုရင်တွဲလိုက်ဆိုရင်ဒီမှာထိစီအလက်တယ်ဒီမှာကနောက်ပိတ်နော်ကဲတွဲလိုက်မယ်နော်2 4 6 2 4 9နော်2 4 6นี่เลโกนี่เลชานี่เลโกนี่เลชานี่เลโกนี่โกชานี่โกโกนี่โกชานี่โกโกเนาะအဲ့ဒီนี่โกโกမှာဆိုရင်ဒီမှာကတော့นี่လေ6ထွက်သွားတယ်နော်ဒီမှာนี่လေ6ပေါ်တာမှာပဲနော်နောက်ပြီးတော့ကျွန်တော်စီပြမယ်နော်ဒီမှာကြီးပါတယ်နော်နောက်ပြီးတော့C63 C65 C63 C65 C65 CT3 CT5 CT3 CT3 CT5အဲ့ဒီကနမှာ C65 ဒီမှာ C65 ထည့်တယ်နော်စီးတယ်နော်ဒီမှာကိုတစီကိုနီတီကိုနီစီနော်ကိုနီတီကိုနီစီကိုခုတီကိုခုစီကိုခွန်တီကိုခုစီဒီမှာကလည်းကိုခုစီထွက်ရနော်ဒီမှာညစ်တယ်နော်အဲ့ဒီမှာဒီနောက်ဆုံးချိန်မှာဆိုရင်ဒီမှာကျွန်တော်ရေးထုတ်တယ်C34 C35နော်C34 C35 C34 C35နောက်ပြီးတော့C93 C95နော်C93 C95နော်C93 C95နော်ဒီမှာC93 C95နော်ရေးရလဲC95ဒီမှာတက်လိုက်နော်အဲ့ဒီခဏမှာဆိုရင်အဲ့ဒီခဏမှာလေခွဲအပြပေါ့ပဲနော်ချစ်ချက်တူမယူတော့ပါနော်ကျွန်တော်တွေ့ထားတာပြီးနော်ကဲအဲ့ဒီကနမှာဘယ်လိုရေးထိုးလို့မရဘူးနော်အဲ့ဒီနေ့ကိုမတန်နေနဲ့ပေါလိုက်မယ်ဆိုရင်လေးလိုပိုင်ဆိုရင်နေ့လေး6နော်ဒါကတော့လေးမပါဘူးဆိုအဲ့ဒီနေ့ခွဲမပါဘူးနော်နောက်ပြီးတော့အဲ့ဒီလေးကိုနေ့နဲ့ပေါလိုက်မယ်ဆိုရင်6လိုပိုင်ဒါ6လိုပိုင်နော်ဒီမှာ4လိုပိုင်6လို့ပဲဆိုဒီမှာ6ပါတဲ့ကဏ္ဍကိုတွဲရမယ်နော်6ပါတဲ့ကဏ္ဍကို
ချောပါတဲ့ကနာဆိုဒီမှာနှစ်ခွဲပဲနော်ဒီမှာစီချောင်းငါနော်ဒီမှာစီချောင်းငါကြီးပါတယ်စီချောင်းငါကြီးပါတယ်နော်ဒီမှာစီချောင်းငါကြီးပါတယ်ခုနကတော့နိလေချောင်းကြီးပါတယ်နော်လေးပါတဲ့ကနာမှာဒီမှာလေးနှစ်ခွဲချောပါတဲ့ကနာမှာဒီမှာ6ပိုင်ဆိုရင်လေကိုနိနဲ့ပေါင်းလိုက်မယ်ဆိုရင်6ပိုင်စီချောင်းငါဒီမှာနော်လို့နိနဲ့ပေါင်းလိုက်မယ်ဆိုရင်10ပိုင်ဆိုစီနဲ့ပါတဲ့ကနာမှာဒီမှာကနေစီနိကိုနိစီနဲ့ကိုနိစီနဲ့ကိုစီဒီမှာစီပါတဲ့ကနာနော်ဒီနှစ်ခွဲဒီတစ်ခါမှာဆိုရင်အဲ့ဒီနှလုံးပေါင်းချင်းမှာနိနဲ့ပေါင်းစီလို့ပဲဆိုရင်လေးခွဲဆိုလို့ပဲနော်ပဲခွဲမှာစီ3 4စီ3 5စီ9 3စီ9 3စီ9 5နော်ကျွန်တော်ချက်ပြပေးလိုက်ပြီနော်ချက်ပြပေးလိုက်ပြီနော်ကနာလေးခွဲတော့မှာပဲနော်အခုမှလာမဲ့16ရက်17လ2025အဲ့ဒီ2025မှာဒီမှာကတော့လေးခွဲတော့စီ3 4စီ3 5စီ9 3စီ9 5နော်ဒီမှာစီ9ဒီမှာမင်းစီ9 5နော်လေးခွဲမှာပဲနော်အချက်ယူတော့ပါဒီလောက်ပါပဲအလုံးစေးရမယ်နော်ပဲပါနော်လက်မလေးနေပါဒါတော့ channel သေးပဲနော်အားလုံးအပေးကြပါလက်မနေလေးပါအချင်းနဲ့ပြည့်စုံမအောင်နော်ပဲပါ